Hello everyone, welcome to this class. Today I will share Unit 8, Lesson 1. How much is it? In this lesson, we will describe numbers and quantities. And we will also talk about shopping and then how to ask about prices. Are you ready? Let's get started. Listening and speaking. First, you need to listen and then repeat it. 4,999. တောက်တမျိုးကအရင်ဆုံးပေါ့နော်တစ်ခေါက်လောက်နားထောင်မယ်ပြီးလို့ရှိရင်လိုက်ဆိုကြည့်မယ်ပေါ့နော် 4,999 4,000 1,020 10,000 35,000 100,000 5,600 105,000 705 ဒါလေးပေါ့နော်တစ်ခေါက်လောက်ပေါ့နော်ဒီခြားလေးလည်းနားထောင်ကြည့်မယ်မသိသေးဘူးဆိုနောက်တစ်ချိန်လောက်ထပ်ပြီးတော့နားထောင်ကြည့်မယ်ပေါ့နော်ဒီရှေ့ဒီမှာဆိုရင် game ကစားလို့ရတယ် read out the numbers in head ဆိုတော့တငယ်ချင်းနဲ့ game ကစားလို့ရတယ် for example ဒီတငယ်ချင်းကတယောက်ကအရင်ဆိုကြည့်မယ်ပေါ့ 1,206 and what about you တငယ်ချင်းမင်းအောင်ဆိုပြီးတော့တငယ်ချင်းနောက်တစ်ယောက်ကဆိုကြည့်မယ် 40,800 နော် 1,350 မပြောနိုင်တဲ့လူဇက်တိုက်မပြောနိုင်တဲ့လူကအရှုံးဆိုပြီးတော့ကျွန်တော် game စားလို့ရတယ် okay ဒီချိန်ကတော့အကုန်လုံးပေါ့နော်ဆိုပြသွားမယ်နောက်ဒီလိုစာလေးလည်းနားထောင်ကြည့်ပါ 1,206 40,800 1,350 855 25,550 7,800 1,456 150,000 ဒါမျိုးလေးပေါ့နော်တငယ်ချင်းနဲ့အပြန်လည်ကိန်းစားကြည့်မယ်ပြီးတော့ကိုယ့်ကိုချရေးကြည့်မယ်စာရွက်မှာပေါ့နော်စာရွက်လေးမှာကိုယ့်ကိုချရေးကြည့်မယ်ကိုချရေးတာကိုထောင်ပြမယ်တငယ်ချင်းကဘေးကနေပြီးတော့တငယ်ချင်းကိုပြောခိုင်းပြောနိုင်ဆိုရင်တငယ်ချင်းကအနိုင်အဲ့လိုမျိုးလေးပေါ့နော်ကြားကလေးစီလေးဒီလိုမျိုးလေးကိန်းစားလို့ရပါတယ်ဒါလေးရပေါ့နော် okay for A ကတော့ read the following expression put them in the correct column read the following expression ဆိုတာကတော့ဒီမှာပေးထားတဲ့စာကြောင်းလေးကိုတောက်တမျိုးကဖတ်ရမယ်ပေါ်ပြစီလေးပြီးလို့ရှိရင် put them နဲ့အဲ့စာကြောင်းလေးကိုထားရမယ် the correct column in the correct column ဆိုတဲ့အတိုင်းမှန်ကန်တဲ့ column အောက်မှာထားရမယ် shop assistant က shop assistant ကဘာလို့လဲ customer ရဲ့အောက်မှာထားရမှာ exclude ကိုအစီအစဉ်လိုက်လေးတွေမှန်ကန်တဲ့နေရာမှာထားရပါမယ် Okay, excuse me, do you sell pens? I'm looking for crayons. What size do you want? Sorry, we haven't got any at the moment. Excuse me, how much is it? Hello, can I have you? That's 5,000 jacks. I'll take it. Please, how much are they? Here's your chain. No? It's only turn. Okay. Excuse me, do you sell pens, Raga? Shop assistant ဖြစ်နိုင်လား customer ဖြစ်နိုင်လားဟုတ်တာပေါ့ customer ပဲဖြစ်ပါပေါ့ဟုတ်ပြီအဲ့ဆိုရင်လိုက်ဒီမှာ
customer ဆိုရင် C လို့နောက်သမီးတို့ကတော့ဒီ customer ရဲ့အောက်ပြီးမှာအဖြေလေးကိုဖြေပေးရပါမယ် Hello can I help you okay ဒါလေးကတော့ဘာဖြစ်မလဲ shop assistant or customer yes shop assistant can I help you I'm looking for crayons customer ဖြစ်မလား shop assistant ဖြစ်မလား ဟုတ်တာပေါ့ customer what size do you want ဒါကဘယ်လိုဖြစ်မလဲ shop assistant ဆိုဒီရဲ့ S လို့ပြောလို့ရတယ်နော် okay that's 5,000 jacks ဘယ်လိုဖြစ်မလဲဟုတ်တာပေါ့ shop assistant sorry we haven't gotten it at the moment browse မှာဒါလေးတော့မရပါဘူးလို့ပြောစင်ပါဘယ်လိုဖြစ်မလဲဟုတ်တာပေါ့ shop assistant excuse me how much is this ဒါကဘယ်လိုဖြစ်မလဲ customer ဟုတ်တာပေါ့ I'll take it please ဘယ်လိုဖြစ်မလဲဒါလေးယူမယ်လို့ပြောလိုက်တာကိုယူမယ်ဟာလေးဆိုရင် I'll take it please ဒါလေးယူမယ်ဆိုတော့ customer how much are they customer here's your change shop assistant ဟုတ်တာပေါ့မမီးပြန်အငွေလေးပါလို့ပြောရတယ်ခလား here's his chain here's your chain ဒါကမင်းရဲ့ပြန်အငွေလေးပါဆိုပြီးတော့နိုင်စီအောက်လေးမှာတောက်တမီတို့ကအစင်းလိုက်ရေးရေးမယ်ဒါလေးကိုပေါ့နော်ရေးထားတဲ့အရာလေးလည်းတူတူပဲပိုရောင်းမဲ့အရာလေးတွေအစားသွင်းပြီးတော့တောက်တမီတို့အပြန်အမှန်လေးတွေချက်စေးရောင်းလို့ရပါတယ်နော်တယောက်က customer လုပ်မယ်တယောက်က shop assistant လုပ်ပြီးတော့ဒါကိုဝယ်ခြင်းတဲ့ဟာလေးပေါ့ဥမာတယောက်ကလည်းစာအုပ်လေးတွေခဲတံလေးတွေခလား ruler တို့နော် pencil တို့ pens တို့ခလား box တို့ကိုစီလေးထားပြီးတော့ shop assistant style နဲ့နေမယ်တယောက်ကကျတော့ customer ပုံစံလေးနဲ့ဟာဈေးလာဝယ်မယ်excuse me do you sell book အဲ့လိုမျိုးအစားသွင်းပြီးတော့ပေါ့နော်ဒီကိုဘယ်လိုပြောရလဲဒီချာလေးပေါ့လေ့ကျင့်ကြည့်လို့ရပါတယ် practice can make perfect so you need to practice this နော်တောက်မျိုးဒါလေးကိုဒီချာလေးနောက်ထောင်တင်ပါတယ်တဲ့ 5A ကတော့ listen and fill in the blanks တဲ့ at the stationery shop ကတော့တောက်မျိုးသိပြီလား stationery နော် book တို့ ruler တို့ pencil pens တို့ door အစရှိပြီပေါ့နော်ဒီစာရေးကရိယာဆိုင်တော့အဲ့လိုဆိုင်ကြောင်းရှယ်က listen လို့ကမြင်ရှယ်ကအခုစာပိုက်လေးကိုaudio file လေးနဲ့ဖွင့်ပြမယ်တောက်တမီတို့ကဒီမှာpuzzle လေးတွေဖြည့်ရှိပါမယ်နော် Okay Track 21 Exercise 5A Listen and fill in the blanks At the stationery shop Hello, can I help you? Do you sell crayons? Yes, we've got these crayons. How much are they? 2,000 jets for each packet. I'll take 2 packets. That will be 4,000 jets, please. Here you are. Here's your change. Thank you. Bye. Bye.